ည7ရက်နောက်ပိုင်းက2နာရီကိုကြတော့ตี2လို့ပြောပါတယ်နေ့လယ်2နာရီကိုကြတော့บ่าย2လို့ပြောတယ်နော်မနေ့ပေါ့နော်မနေ့ခင်မိုးလင်းတော့မဲ့3နာရီကိုตี3လို့ပြောပါတယ်နေ့လယ်3နာရီကိုကြတော့บ่าย3လို့ပြောပါတယ်မနေ့4နာရီမနေ့ခင်ပေါ့နော်မိုးလင်းတော့မဲ့4นาရီကိုကြတော့ตี4လို့ပြောတယ်နော်ညနေခင်း4နာရီကိုကြတော့4โมงเย็นလို့ပြန်ပြီးတော့လာတယ်ရင်ဘက်ကိုပြန်ရောက်လာတယ်ပေါ့နော်မနေ့4နာရီตี4ညနေ4နာရီ4โมงเย็นนะครับမနေ့5နာရီကိုကြတော့ตี5ကမနေ့9နာရီဖြစ်တယ်ညနေ9နာရီကျတော့5โมงเย็นตี5ပြီးရင်တော့မနေ့6နာရီ6โมงเช้าစတော့ကျွန်တော်တို့စခဲ့တဲ့နာရီကိုပြန်ရောက်မယ်ဒီဘက်ကလည်းလို့ပဲ5โมงเย็นပြီးလို့ရှိရင်တော့6โมงเย็นဆိုတဲ့6နာရီကိုပြန်ရောက်မယ်ပေါ့နော်